ကနာပါစာတေလေးတော့6 5ပေါ့ ပြည်သူစစ်တာဟုတ်ပြည်သူစစ်ပြောပြန်30တန်းရောက်ညာဘူး တေကုန်းစစ်ကိုမြတ်တရားကို တေလေးတော့6 5ကို တေးလေးတုံ6ပါကို တေလေးတော့ညာ4ကို ဘယ်ရွာလဲဘယ်မြို့อ่ะ မန်းလေးရ မလေး မန်းလေးရပဲ မလေးဘယ်မြို့လဲ မန်းလေးဟွာတမတော်မန်းလေးတမတော်ကျွန်တော်မိတ်ဆရာပဲ လေးရာ ဟာကျွန်တော်မန်းလေးရ ဗတ်တိုင်ရင်အဲ့လိုဗတ်တိုင်ရင်က ကျွန်တော်တို့က408ကရှိကတော့400ရှိတာပဲတရင်မှန်တော့ဟိုကအခုခဏဆိုတဲပြီး405မှာတဲခိုင်းတာ လေးငါမှာတဲ ဟုတ်ကျွန်တော်အဲ့တော့နေရင်တော့ ခက်ရရရောလက်နဲ့ခက်ရ မယူရဘူးလားဟုတ်ဗျာအကုန်လုံးတရင်က405မှာပဲ405ကျွန်တော်တို့ထုတ်မပေးမထုတ်ဘူး အတိပေါင်းမလားဟုတ်နေကူပေါင်းမလားနေကူလို့ ဟိုရောလည်းမဟုတ် ဘယ်မှာကူလို့ခေါ်တယ်ဟိုကြည့်လို့ပါရပါလာတိပိကျော်တော့ကိုမင်းကပြောတာနော် ဟုတ်ကဲ့ဗျ ဟိုရောက်လို့ကျွန်တော်တို့ထက်လိုက်လာမယ်စင်မီလို့ပြီးခင်ဗျားတို့ပြင်ပါဘူး ဟုတ်တယ်ကိုတတ်ဘာမှမပြုတ်ဘူးကြာတက်လို့ရတယ်ကို ဘုံလို့ကျွန်တော်တို့ကဒီခုတော့ တကယ်တက်လို့ရတယ်ကိုဘာမှမပြုတ်ဘူးကို ဘယ်တို့ကို ဟုတ်ကဲ့ဗျာကို ဘယ်လဲမကူ ဟုတ်ကဲ့ဗျာကို ကျော်တော့ဒါပေမဲ့ကျွန်တော်တို့လည်းပူပေါင်း ဘာမလို့ကိုတို့ကိုချင်နေအရောက်ကိုမဲ့ထိုင်းတယ်ထိုင်းဘူး ခင်ဗျားတို့ကိုကျွန်တော်တို့လုံးမယ်ဆိုခင်ဗျားတွေ့ရတာပြည်ပြီးသား ဒီလိုက်ရတယ်မဟုတ် ပြည့်နော်ဟိုကအတိတ်တည်းရောက်လာကျွန်တော်တို့ပူဝေး လာထီမြောင်းကွာ မန်လေးကောရင်ခင်ဗျားတို့ပြန်ပြီးတော့ဘယ်လိုကောင်းပါလဲ ကျွန်တော်မန်းလေးကတော့မန်းလေးမှာပဲမန်းလေးခံနေ ဟာပြန်ယူလို့အေးကြီးခါလာပြေးဝင်ဒီဖက်လည်းပြေးဝင်တယ်ဘာဖြစ်လို့ဒီဖက်လည်းပြေးကိုတို့အမခံဘာမှမ ကောင်းမြန်လို့ ဒါလည်းပြည့်ရတာလည်းဟုတ်ပြပါခုနကကိုတို့လုံးလုံးလို့ရအောင်မရှိကြီးဆို ကြည်သားရင်းနဲ့ဝေသားရင်းစေကြနေတာစေကြနေတာ